လူတော်တော်များများကစိတ်နဲ့ marketing ကိုမကွဲကြဘူးစိတ်နဲ့ marketing ပဲဟာတူရေးကြီးရတယ်လဲဆိုပြီးတော့လဲကျွန်တော်လာမေးကြတာအများကြီးရှိတယ်ကျွန်တော် marketing ဆိုတာကျွန်တော်အခုပိုက်ဆံလိုချင်မှကျွန်တော်ထပြီးလုပ်လို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကြီးလိုချင်မှကျွန်တော်တွင်းုံထတူးနေလို့မရဘူးကျွန်တော် marketing ဆိုတာကကျွန်တော်ယုံကြည်မှုတစ်ခုကိုတည်ဆောက်လို့ရပါတော့။ဘာနဲ့တူလဲဆိုလို့ရှိရင်ကိုယ့်စီမှာရှိနေတဲ့ product တွေကိုသူတို့ယုံကြည်လာအောင်သူတို့တန်ဖိုးထားအောင်သူတို့ပုံမသိရှိအောင်ကျွန်တော်တို့ကနေပြီးတော့လုပ်ယူရတဲ့အပိုင်းဖြစ်တယ်။ sales ဆိုတာကကိုယ့်မှာရှိတဲ့ပစ္စည်းကိုလာပြီးဝယ်အောင်လို့ကျွန်တော်ကလုပ်ရတဲ့အပိုင်းဖြစ်တယ်။ marketing ဟာဘယ်လိုအရေးကြီးလဲဆိုတာကိုကျွန်တော်အမေရိကမှာရှိတဲ့ပညာရှင်တွေကဘယ်လိုတောင်ပြောလဲဆိုလို့ရှိရင် marketing ကမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်အမှောင်ထဲမှာအကောင်မလေးတစ်ယောက်ကိုမျက်စိမိတ်ပြနေရတယ်တူတူပဲတဲ့။အဲ့တော့ဘာဖြစ်သွားမလို့ဆိုရင်အမောင်ထဲမှာကျွန်တော်တို့မှရှိတယ်ဗျာဒါပေမဲ့ तू မမြင်ရနေရတယ်ကိုကျွန်တော်မျက်စိမိတ်ပြန်လို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ result ကရမှာမဟုတ်ဘူးအဲ့လိုပဲစေးမလုပ်တတ်ဘူးဆိုလို့ရှိရင်ဘာနဲ့တူလဲကောင်မလေးရှိသွားပြီးသွားရိုက်ပြီးတော့ကျွန်တော်မပြောရမဆိုလည်းရေးစားစကားသွားပြောရင်ဘာလို့ခံလဲကျွန်တော်ပါရိုက်ခံတယ်ကျွန်တော်လိုချင်တဲ့ result ကိုမရဘူးဟုတ်ပြီအဲ့လိုရင်ကျွန်တော်စေးရော marketing ရောကကျွန်တော်အရေးကြီးတယ်ဒါပေမဲ့ marketing ဆိုတာကိုယ့်ရဲ့ပစ္စည်းပေါ်မှာယုံကြည်မှုရှိလာအောင်သူတို့ royal ဖြစ်လာအောင်ကျွန်တော်တို့ကနေပြီးတော့လုပ်ယူရတဲ့အပိုင်းဖြစ်တယ်အဲ့ဒီဟာကျွန်တော်ယုံကြည်မှုတည်ဆောက်ရတာဖြစ်တဲ့အတွက်ကျွန်တော် long term plan အနေနဲ့ကျွန်တော်သွားတာလေးရှိတယ် sales ဆိုတာကတော့ကျွန်တော်ပစ္စည်းကိုဝယ်အောင်လို့ကျွန်တော်ရောင်းတဲ့အပိုင်းဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်